1982 ခုနှစ်ကမြို့ဝက်ခွဲစိတ်ခန်းတီတာနဲ့ခင်မောင်တို့ဇနီးမောင်နှံဟာကတာဘက်ကနေရှိတဲ့ယာမြေတွေကိုရောင်းချပြီးအလုပ်လုပ်ဖို့ရန်ကုန်ကိုတက်လာခဲ့တယ်။သူတို့ကအေဂျင့်စွာနေရတာကြိုက်တော့ရန်ကုန်မြို့စွန်ကအိမ်ဟောင်းတစ်လုံးကိုဈေးလွန်တက်တာစွာနဲ့ဝယ်ခဲ့တယ်။ဒါပေမဲ့စာချုပ်ချုပ်ပြီးခါမှအိမ်ရှင်ဟောင်းကညဘက်မြောက်ဘက်ကတကားကိုဘယ်တော့မှမဖွင့်မိစေနဲ့လို့တတိပေးခဲ့တယ်သူတို့လင်မယားနှစ်ယောက်လည်းထူးဆန်းစွာကြက်တီးထားပြီးတယောက်ကိုတယောက်ပြိုင်တူကြည့်မိလိုက်တယ်။တပတ်လောက်အိမ်တန်ရှင်းရေးလုပ်ရင်းတဖြည်းဖြည်းသားကျလာတယ်။ခြံလေးကအပင်အရိပ်တွေနဲ့အေးချမ်းတယ်နော်မြို့စုံမို့ထင်တယ်ကားတန်လူတန်လည်းမကြားရဘူးဒီလိုတိတ်ဆိတ်တာကိုကျမဖြင့်သဘောကျလိုက်တာယောက်ျားရဲ့တီတာကသူ့ယောက်ျားခင်မောင်မြင့်ကိုပြောရင်းခြံထဲကပန်းလေးတွေကိုလိုက်ကြည့်နေတယ်။ဒီလိုနဲ့တပတ်ကြာပြီးပထမဆုံးညမှာတီတာဟာအော်တန်တွေစကီးပစ္စည်းတွေကျမ်းပေါ်ကြတန်းနဲ့သတင်းပေါက်တွေကိုထုနေတဲ့တန်တွေကိုကြားရတယ်။ယောက်ျားထပ်ပါအောင်ပါတန်တွေလည်းမသိဘူးလို့ပြောရင်းခင်မောင်မြင့်ကိုလှုံနိုးလိုက်တယ်။အိတ်ချင်မူတူနဲ့ခင်မောင်မြင့်ကမင်းကလည်းအိတ်ဆန်းပါကွာကြွတ်တွေသတင်းပေါက်ကိုတိုးနေကြတာပါလို့ပြောရင်းပြန်အိတ်သွားတယ်။ဒါနဲ့တီတာလည်းတော်တော်ကြာအိတ်လို့မရတော့ဘာလို့လဲစူးစမ်းဖို့ထွက်ကြည့်တော့မြောက်ဖက်တကားအပြင်ဘက်မှာအဖြူရောင်ပတ်တီးတွေစီးထားတဲ့လူတစ်ယောက်ရက်နေတဲ့သွေးတွေကလည်းခန္ဓာကိုယ်အနှံ့မှာလက်ထဲမှာလည်းဆေးထိုးအပ်ကိုကင်ထားတယ်။တီတာအလန်းတကြားမျက်စိမားလာလားဆိုပြီးပြန်ကြည့်လိုက်တော့ထိုလူကပျောက်သွားပြီးနေရန်မှာငါအိမ်ပြန်ပေးပါဆိုတဲ့စာလုံးတွေပေါ်လာတယ်။တီတာလည်းကြောက်လန့်တကြားခန်းထဲပြန်ပြေးလာတယ်။မနှက်ကြတော့ယောက်ျားကိုပြောပြပေမဲ့သူ့ယောက်ျားကမယုံဘူး။ဒုတိယနေ့မှလည်းထိုအတန်တွေကြားပြန်တယ်တီတာလည်းကြောက်ပြီးဖျားတော့တယ်ခင်မောင်မြင့်ကခုချိန်ထိမယုံသေးဘူး။တတိယညမှာခင်မောင်မြင့်ကမနေနိုင်ပဲစူးစမ်းကျင်စိမ့်နဲ့အတန်တွေကြားတဲ့မြောက်ဖက်တကားကိုဖွင့်လိုက်တယ်။ခနဲ့အတန်မြည်သွားပြီးသွေးနဲ့လိုညီဆိုးဆိုးအနံ့တစ်ခုကနှာခေါင်းထဲဝင်လာတာမို့ချက်ချင်းအသက်အောင်မိလိုက်တယ်။အတွင်းထဲမှာတော့1980ပြည့်နှစ်ကဆေးရုံခန်းတစ်ခုပုံစံမျိုးဖြစ်နေပြီးမှောင်မဲနေတဲ့မီးလုံးဝါဝါပြပြလေးကိုတော့မြင်နေရတယ်။မီးခိုးမဲတွေကတဖြည်းဖြည်းလွင့်ပြေသွားရင်အလဲမှာကတင်တစ်လုံးဟာထင်ရှားစွာပေါ်လာတယ်ခင်မောင်မြင့်နှလုံးတွေအဆက်မပြတ်ခုန်နေတယ်။ထိုကတင်ပေါ်မှာလူနာတဦးဟာပက်လက်အနေထားနဲ့ရုန်းကန်နေတယ်ဘေးမှာခွဲစိတ်ခန်းသုံးကရိယာတွေထားပြီးဆရာဝန်လို့ယူဆရတဲ့လူတွေကကြောခိုင်းရင်းထိုလူနာကိုယ်ပေါ်ကတစုံတစ်ခုကိုခွဲစိတ်နေကြတယ်လူနာကရုံးလိုက်ခွဲစိတ်ခန်းသုံးသားတွေကပြုတ်ကျလိုက်အတန်တွေကဆူညံနေတယ်ခင်မောင်မြင့်လဲကြောက်လန့်တကြားပြန်ပြေးမဲ့အလုပ်ဆရာဝန်တွေကလှည့်ကြည့်တယ်အဲ့ဒီမှာခင်မောင်မြင့်တွေးလိုက်ရတာကတော့ခွဲစိတ်ခန်းသုံးဝတ်စုံဝတ်ထားတဲ့ဆရာဝန်တွေဟာမျက်နှာတွေမရှိဘဲပြောင်ချောကြီးဖြစ်နေတယ်ခင်မောင်မြင့်လဲကြောက်လန့်တကြားသူ့ညံ့လာခဲ့တဲ့တကားစီပြေးသွားရင်ချက်ချင်းတကားကိုပိတ်လိုက်တယ်နှလုံးခုန်နှုံးမြန်နေတာတော့မရက်သေးပါဘူးထိုညကနေမကောင်းဖြစ်ပြီးအိတ်နေတဲ့မိန်းမကိုကြည်ရင်မနက်အမြန်မိုးလင်းဖို့အချိန်ချင်းဆူတောင်းရင်းအိပ်ပျော်သွားတယ်မနက်မိုးလင်းတော့တီတာရဲ့အတန်ကြောင့်လန့်နိုးသွားတယ်ယောက်ျားရေယောက်ျားဒီမှာကြည့်ပါဦးဒိုင်ယာရီစာအုပ်တအုပ်အိမ်ရှင်ရင်ဘီရိုနောက်ထဲကအစလေးထွက်နေလို့ထုတ်လိုက်တာစာအုပ်တအုပ်ဖြစ်နေတယ်ထိုစာအုပ်ထဲမှာပါတာကဒီအိမ်ဟာ1982ခုနှစ်ကတရားမဝင်ခွဲစိတ်ရုံဖြစ်ခဲ့ဘူးတဲ့ခွဲစိတ်မှုမအောင်မြင်ပဲလူနာ12ဦးအသက်ဆုံးရှုံးခဲ့ရတယ်စမ်းသပ်မှုတစ်ခုမှာအမှားယွင်းဖြစ်ပြီး12ယောက်မြောက်လူနာကဆရာဝန်တွေကိုပြန်တက်ရင်းနောက်ဆုံးမှသူ့ကိုယ်သူတက်သေးခဲ့တယ်မြောက်ဖက်တကားဟာခွဲစိတ်ခန်းဝင်ပေါက်ဖြစ်ခဲ့တယ်တီတာတို့လည်းအကြောင်းစုံသိပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့မြောက်ဖက်တကားကအလိုလျောက်ပွင့်လာတယ်ခွဲစိတ်ဆရာဝန်တွေအားလုံးကသူတို့ကိုစောင့်နေကြတယ်တကားနောက်ကနေလူနာနံပါတ်73နဲ့14ရောက်ပါပြီဆိုတဲ့အတန်ကြီးထွက်လာတော့တယ်သူတို့လင်မယားကတော့နောက်တစ်လကြာတော့အိမ်ကအစ်စ်တွေရောက်လာတယ်ပွဲစားကစကားတခွန်းပြောတယ်အဲ့ဒါကအိမ်ရဲ့မြောက်ဖက်တကားကိုညဘက်မဖွင့်နဲ့နော်